လေးဆက်လေးဘူးလား ဟောအေး ဘလောက် 6500 လောက်တပါ ဟောအေးဒီမှာ3500နော်ဟဲ့ ဟောပြားလေးလေ ဒီမှာဟိုဆက်လိုက်ဖို့ယူမသွားဘူးလေ ဟာလေးလေးရေကျေးဇူးတင်လိုက်တာဗျာ ဟောမလိုပါဘူးကွယ်ရပါလေ ဟိုဟာလေးဒါနဲ့ဟိုခုနကလေလေးလေးဟို9000နဲ့900တန်းနဲ့မအန်လိုက် ဟုတ်လေ3500အန်လိုက်တာလေ ဒီမှာ9000နဲ့ ဟာ9000တာ ဟုတ် ဟဲ့တော်သေးတာပေါ့ကွယ်ငါတို့အိမ်မတန်ရိုးသားလို့ပြန်ရတာကွယ်မရိုးသားတဲ့လူဆိုရင်ပါသွားပြီ ဒါဘော ကျေးဇူးတင်ပါလေကွယ် ဟုတ်ပြီ ကောင်းပါကွယ်အော်လူလေး ဗျာ အဲ့စစ်လေးဘူးပြန်ပေးပါကွယ် ဘာလို့လဲ ဟောဟိုဒီဘူးကအတူရေးကွယ်ဟောအစစ်ပေးမယ်နော် အော် ရော့ဟောတာမှာအစစ် ကျေးဇူးတင်လိုက်တာလေးလေးရ ရပါလေကွယ်မလိုပါဘူးမင်းကလည်း ကျေးဇူးတင်တယ် အေး အဲ့ဆိုရင်ကျွန်တော်လည်းခုနကပေးလိုက်တဲ့1000နဲ့ပြန်ပြီ ဟမ်ဘာဖြစ်လို့လဲကွယ် ဟိုအဲ့ဒါအတူကြီးမလို့စိတ်ကဒီမှာ အတူရေးဒါအစစ် ဟုတ် ဟိုကျေးဇူးတင်ပါတယ်ကွယ်အေးငါတူလေးလို့ရိုးသားဖြောက်မှတ်တဲ့လူမျိုးတွေ့ရတာအင်မတန်မှဝမ်းသာတယ် ဒါဘောလေး ဟုတ်ပါပြီကွယ်ကဲဆိုရော ဟုတ်ပါရဲ့ဟောလူလေး ဗျာ ဟိုလူလေးဘာပစ္စည်းတွေများမေ့ကြလေ ဘာကြံ ဒါလေးရောပြမနေဘူးလား အော်ပတ်စံအေး အေး အော်ကျေးဇူးတင်တယ်လေးလေးရဲ့တကယ်ကျွန်တော်မြင်မှုသမျှလူကြီးထဲမှာလေးလေးအကောင်းဆုံးပဲ အယိုးသားဆုံးပဲ အယိုးသားဆုံးပဲဟောလေးလေးလေး ဟေး ဟိုလေးလေးလည်းတစ်ခုမှာခဲ့မယ်နော် ဟာလေကွယ် အချိန်တွေကိုတန်ဖိုးထားလိမ့်မယ် အချိန်တွေကိုတန်ဖို့ထား ဟိုဟာဒီမှာလေးလေးလက်ပတ်နိုင်လေးပါတယ် ဟမ်နာရီလေဟောလက်ကလည်းတော့လိုက်တာကွာပဲချင်းအမြဲယူလိုက်တာတော့အေးမင်းတို့ငါတို့လူရိုးသားဖြောက်မှတ်တဲ့လူတွေလောကကြီးမှာအများကြီးရှိဖို့လိုအပ်တယ် ဒါ ကွာ ဘောလေးလေး